ဒူးလေးကိုတော့စတင်မဲ့လာပါပြီအားလုံးများမင်္ဂလာပါခုမှကျွန်တော်ပါဝမ်းကိုလည်းသွားကြည့်လို့ရရင်နော်ပါဝမ်းကိုလည်းသွားကြည့်လို့ရတယ်ပါကျွန်တော် training ဆင်းလာအောင်မယ်ကျွန်တော်တို့ပါတူပါဗျာပါတူလေးကျွန်တော်တို့ပါဝမ်းကတော့ကျွန်တော်ရဲ့ YouTube channel မှာစီးပြီးသားနော်ကျွန်တော်ဒီဘက်ကိုခုံးပြမယ်ဘာတော့တော်ညာလာတယ်လို့ရှေ့လေပြလေ33ပဲရှိသေးတယ်ရှောမယ်ဒီလေတမရစားပြလာရောအဲ့မှာကွက်တီပြပြီအိုးမင်းရှိမှပြောသွားတယ်ရှောမြင်လားဆရာကြီးမင်းလုံးကောင်းနေအဲ့လိုမျိုးသွားတယ်လားရှောဘာမှမသိတေချာလောက်တော့မတေချာလောက်တော့တကယ်ဟာသားမလောက်တော့တကယ်လာရှောအဲ့မှာခွက်ညီလေးရောအဲ့မှာအေးရှောတော့ရွေးဝေးရှင်ချိုးဝေးရှာရဒီအချိန်ကိုကျွန်တော်မလျှော့ပဲရှောင်းတော့84ကိုကျွန်တော်ရအောင်လုပ်မှာမအောင်ရှော့ဒီကစူပလာပဲကျွန်တော်အဖြူရအောင်ဦးမယ်တရားကိုပြပြီးစူပလာ20ယူမှာတကယ်ရှိုးလာလောကောင်အားဆိုစပီး90နဲ့သွားဆုံး60နဲ့စပီး84ပဲစပီး90နော်စပီး90ဆိုစကေးဘယ်လောက်တူတတ်သွားသလဲပုံမှန်ဆိုစကေးရတော့ကျန်းတယ်လာညီလေးမလို့ကစပီး20နဲ့ပြအောင်မင်းတော့မြန်ရောအဲ့လိုမျိုးဆိုဇာတိုက်ပါခုံပြလို့ရမြင်လားဟိုအေးရောမေးလောက်30လောက်လို့ဟေးရှောက်ခံနီးလေးပါလို့ကျွန်တော်လို့ကိုဗျာရှိုးဗျာ30လောက်လုပ်ပြီး80နေရလို့84ဟိုဘက်3တော့ကြောပလိုက်မှာနော်ဟိုဘက်ကတပြားမှမရှိအလုံးလေးရောအမေရှိုးအမေရောစကိတ်50ကလာတင်လို့ရတယ်တင်နားမှာဖွင့်ပေးမယ်ငါလိုမျိုးတေးပြေးဒါဆိုရင်လည်းပဲဘေးကကောင်30ဆိုလို့ကျွန်တော်30ထားပြလိုက်မယ်30တော့နေတယ်ဒီကောင်ဖင်းကြီးကြီးသလားစစ်ဘက်မတော်ဘဲနဲ့ဖင်းကြီးကြီးလာစစ်ဘက်ဒီကြီးရမှာဖင်းကြီးထွက်လာသလားလို့ဖင်းကြီးထွက်လာသလားကျွန်တော်ပြောပြတာတော့ပါဝမ်းကိုတော့ကျွန်တော် channel မှာသွားကြည့်လို့ရတယ်မြင်တော့ကျွန်တော်ခုံအဲ့ဒီပိုင်းเนี่ยခုံอ่ะရှော့ဒီဘေးရကောင်ကချောင်းလို့တကယ်စူပလာ20ယူရတယ်လို့ငါပြောစကားလားမတော့အော်ရောင်ဟိုကောင်လေးတို့ကိုအရှင်ရှော့ဟိုကောင်ကဖင်ရခြင်းစပီလေးရှော့ပြီးတော့ငါလိုမှန်းသွားမလဲရှော့မြင်လားသူများလုံငါလည်းဖင်သူများပြောရကျွန်တော်ရတော့စောက်ကျွန်တော်ဖြတ်ကြုံစပ်36လေပဲပါဒီချက်စစ်ပါဒီစစ်ဘေးကကောင်အားချောင်းနေရသူ့ကြောင့်တရားနှကားရှိနေလေငါပြောလို့ပါလိုက်ဆိုရကျွန်တော်စပီ90နဲ့ပဲဆိုတော့မဟုတ်ရှော့နေလိုက်မယ်ဗျာ55ဆိုနမေကြီး55ဆိုနမေကြီးအားဒီကောင်လိုပဲလာလို့ခိုင်းကိုမစပီ90အောင်ရောက်တယ်ဒါဆိုစပီ30နော်ဒီရကောင်20ဘာ20ပြောနေအောင်30နဲ့ပဲသွားမှာအဆူချိုင်းဖင်းတက်လိုက်ပြီအေးစူပလာပဲယူတော့မယ်ဗျာဘေးကကွာတဲ့89လုံးလိုက်စူပလာပဲယူတော့မယ်နော်စူပလာ20အဲဆို25ကျွန်တော်ပြ
ကျွန်တော်ပြမလားလားရှယ်ရှော့မသေးအဲ့ခန်းကြာရှိန်50နဲ့ပဲပြေးနေတယ်60နဲ့လေးရဒီမနေရတာရုပ်မြင်လားစကီးရတော်ကျန်းနေ88နဲ့ပါရေးတာဟောမရေးတာကျွန်တော်ဗီဒီယိုတိုင်းမှာပြောရင်တော့ရိုဘတ်မှာမြန်မာစာပါမရှိဘူးလို့ကျွန်တော်တို့တင်လို့ရဗျာမြန်မာကနေပြီးတော့ VPN မခံခမ်းမစော်ပဲနဲ့ line မကောင်းလို့ကိုဝိုင်အင်အားဝိုင်မဲ့မကောင်းတာမဟုတ်တော့အဲ့မြန်မာစာပါမရှိလို့ဒီလားပလားသားလို့အားလေးပြောဗီဒီယိုတိုင်းမှာကျွန်တော်ပြောရင်တော့ပါဝမ်းတော့လေကျွန်တော်ပြောပြထားတယ်စပီးက90အောင်ရောက်သွားကွာ50နဲ့ပဲပြီး50နဲ့အောင်ကိုလက်မမှန်အောင်ကျွန်တော်စပီးအဲ့နွားဗျာစပီး20လောက်နွားအဲ့သေးသေးလေးနေမယ်ဗျာဒီမဲ့အဲ့မြင်လားအဲ့မြင်လားအဲ့သေးသေးလေးတာတော်တော်ခတ်တယ်ဗျတော်တော်ခတ်တယ်အစားတော့စပီးအပါတော့ဘေးအကောင်ပြောပြလို့စပီးရောနီးမသိလို့အစားတော့စပီးအများကြီးနဲ့ဒီထဲမှာပြခလားဟာရောဖင်းညာကြီးဝဲကွာစိပတ်တရားမထွက်လာပဲနဲ့ဖင်းညာထွက်လာဖင်းကိတ်စမပြောစပီး90နဲ့ဟိုးကောင်အောင်နိုင်မှာပြီးကြရင်ဒါပြီးရင်ပါ90အောင်နိုင်လေကိုကြီးစပီး90ကြောင်းလိုက်90ဗျာအမြင်တော့ခုံဘောလေဘုရားလမ်းမှာရှိုးမြင်လားဇက်ကမမှန်ကွာမလို့ကောင်းနေနဲ့ကွာဘေးကောင်ဝေးပန်းနေပြီလို့လေလီအမှန်သမားအကောင်ကိုလဲရမှာပြမလားငါမဖမ်းပါဘူးတဲ့ငါ့ကိုကြောက်သွားလားမသိငါရဲ့စပီးကိုမြင်ပြီးတော့စာဒီနားလေးအောင်စပီး90နဲ့ပဲပြေးသေးတယ်နော်ဗလားသားလို့စပီး90နဲ့မဲအဲ့တေးသေးလေးတာကျွန်တော်စပီး10ကျော်20ကျော်လောက်ဆိုတော်တော်ခတ်တယ်အဲ့ဥစားလေးတွေမတက်မလားကျွန်တော်ဒီနေ့မှဆုံးကူလို့ဆရာကြီးတွေဗျာဆရာကြီးဦးနောင်ကလေဘယ်ဝေါင်းကသေးတာဒီနေ့မှဆုံးကူလို့ဆရာကြီးလေဘယ်30နဲ့ပြေးဟိုဘက်ကကောင်လေးလေဘယ်ဟိုဘက်က9000ခန်းလောက်ကိုတောင်းတဲ့ကောင်လေဘယ်ဘလောက်နဲ့ပြေးရလဲဒီနေ့အကောင်ဖင်းရချက်တေးငါဖင်းရချက်ကြီးတွန်းချမှာတွန်းချတွန်းချလို့မရလို့တော့မင်းခန္ဓာကိုတော့မင်းဖေးရတော့ဒီနေ့ကလက်မှန်မှုလို့နော်လက်တန်းမှု90နဲ့80နဲ့လောက်လောက်90နဲ့90နဲ့ဟုတ်တယ်ကိုကြီးတကယ်တမ်း80ကနေရအကိုကြီးလက်မှန်နဲ့ရှောကနောက်မှာကြီးခုံပိုတက်ကိုကြီးဒီနေ့ဘေးနာပေါ့အေးရဘေးနာရပါမလားရတယ်ဘေးနာရလောက်တော့ရလောက်တယ်ဘေးရလောက်တော့ရဘေးကလို့ရတယ်ဖေးကောင်အာဝင်းအောင်နော်ဟုတ်ကြီးဘေးကရပါမလားရပါတယ်ငါပြောစကားနာတော့နီလာလေးဘိုးခက်လာလေးလောက်ရောင်ညံကြီးရောယိုးဘေကဒီလာဘေအဝန်ကပါကြီးကောင်းနေမရှိဘူး80လောက်ကောင်းနေပေါ်လာမယ်80လောက်မညုံမယ်90နဲ့လောက်ကြီးလိုက်90နဲ့ကအများဆုံးပေါ့ဝန်ကပါအမောင်မေဟိုတောင်းရှိတယ်ငါအချူရောင်းလို့မတန်းနဲ့ဝန်ကပါတစ်စက္ကန့်အိုး90ဟုတ်အောင်နိုင်မှာမလားအောင်နိုင်နဲ့ခုံရှန်ယူပြီးခုံရှာဝိုင်းဒီကောင်လာအလုံးက level ဒီကောင်လာပြီငါ120လောက်က120စုလာယူသိနေကွာဟုတ်တယ်ကွာဒီကောင်ကမင်းဝါတင်းပြေတလောင်းလုံးဒီချာလေးလုံး92နဲ့ပြေးနိုင်လားလက်မှန်မို့လန်ဒါလာလုံး92နဲ့ပြေးနိုင်ဘူးရောဒီနေရာကျဘလားသားလို့ဒီကားဆိုရင်တော့ဒီနေရာကျကျွန်တော်90နဲ့ပဲပြီးခိုင်းနေဘလားသားလို့60နဲ့မြန်လားသူများရဲ့ကောင်တွေဆိုလောပါကြီးလားသူလဲပဲမြင်လားရုပ်ပတ်လဲပဲ30ကျွန်တော်နံပါတ်လေးတွေချပေးရနော်ဒီစောက်ခလို့ငါလုံးမစောက်တခုဆွဲရပဲဖင်းရကျွေးပဲကွာရှူးလာစစ်ပတ်တရားထွက်မလာမင်းဖင်းရကျွေးလေပဲ38 38ဝါနိုင်ဒီညကျလဲပဲဘယ်လောက်တော့တော့90နဲ့မှတကယ်ဒီဥစ္စာလက်မှန်မှုပဲလို့ကနော်ကျွန်တော်ဆိုလက်ဘယ်လောက်မှန်တော့သူလိုပဲတစ်ချက်လောက်မြင်လားလက်တွေဆောင်ရမှန်တယ်ခင်ဗျားတို့ကျွန်တော်လိုက်လို့94ဒီပွင့်လာပါပြီလို့ကို့မှာမမစုလိုက်ကိုရင်နောက်ရက်ကြီးရော
94ဒီပွင့်လာ94ဒီပွင့်လာရော့တစ်ချက် ကိုဥဖောင်းကိုတိလာဟင်းလာလေလေပဲညင်းနေပြီလား 50နေပဲပြေးမှာ50နေပဲပြေးမှာဟိုမှာဘာမှမလို့50နေပဲပြေးမှာကျွန်တော်နံပါတ်လေးချပြီးတာနော်ဟိုရှိကြတော့ကျွန်တော်30ကျွန်တော်နံပါတ်လေးချရင်မယ်လို့ဒီရှိကြတော့ကျွန်တော်30နော်ဖိရလောက်တယ်နော်ကျွန်တော်လည်းအားဥစားလောက်ပြောလို့ကျွန်တော်လည်းဆဲခံတော့ကျိုးရပြီဒီနေ့အဆုံးကျွန်တော်နဲ့90နဲ့ကိုကျွန်တော်ထားတာကျွန်တော်ဆို90လေးပွင့်သွားနော်ကျွန်တော်90နဲ့နံပါတ်လေးတပေးတယ်ပထမဆုံးတော့လက်တန်းဖို့ပဲကျွန်တော်မြင်လာကျွန်တော်တို့စကီလိုက်လို့ဗလားသားလို့ဗျာမားပိုင်လဲခွင်းလို့ပါအောင်လို့ဗလားသားလို့ကျွန်တော်ဒီဗီဒီယို7မိနစ်အောင်စီနေပြီရှိုးလိုက်အောင်လို့ကျွန်တော်အဲ့ဘက်ကိုမဖြတ်နိုင်သေးဘူးတခါပဲဖြတ်နိုင်သေးတယ်ဘီကကောင်လည်းအားတော်တော်ချောင်းတယ်ဗျဒီနေရာရောက်ရင်အဲ့လိုတခြားကောင်ပြီးတော့50ပဲလို့ ဘေးကြမောလိုက်တော့ 50ပဲမာတော့ကသမတ်ကြီးသေးသွားပါတယ်တဲ့ ဝီက ကျွန်တော်ဆိုမှမဟုတ်တော့ကျွန်တော်ဘေးကကောင်ဆိုတာခုမှကျွန်တော်ဆို မမသူဝီကရအပါ ICN ဝီကော့ပြန်နေတတိယ အဲ့နဲ့ဒီတဲ့50နဲ့ဒီလေးဘောလာလမ်းရောက်လာ လေပဲက4တယ်80ကိုလေးဘောမှာလမ်းလျှောက်ရ80လောက်ကြီးနေလေးဘောမှာကျွန်တော်ဆိုတာခုနကောင်ဟိုဒါတော့30ကျွန်တော်နံပါတ်ရှင်းနေပေးတာနော်ဟိုနောက်ကိုပြန်ရောက်တဲ့ဟာဥစ္စာလေး96တယ်ဘာ96တော့30တရားလောက်လိုက်30တရားဆိုအကုန်တန်ချလာပေးနေနယူးပလီယာလေးမျိုးဗျာဒါဆိုတော့90နဲ့ 90မှာလောက်လောက်လိုက်အဲ့ဒါ ခုနဟိုကောင်ဆောလို့ဒါမှကျွန်တော်ဆောတာ ကားလိုက်ကြီးလိုက်ပြီညာလေးပြေးရတယ် အဲ့ဒီကလေ80နဲ့120ယူ120ယူသေးဒါဘယ်လောက်တော့58လောက်ထားလိုက်58လောက်အလုံးမခုန90နဲ့ပြေးတာရတယ်58နဲ့မှပြေးမှမရဘူးပြီးခုံလို့လဲရဟောငါမခုံတတ်ဘူးမ80ကြီးပြီးခုံရင်ငွေးရောက်တယ်မကျို့ဝီကောကိုကြီးပတ်ပေါ်နေရကိုကြီးလမ်းမနေအဲ့ဒါခုနလမ်းမယ်ကျွန်တော်ဖုန်းကကောင်းတယ်နော်တော်ကောင်းလို့မဲ့လမ်းကိုဖောက်မြင်နေတာဟိုအယုံညလုံးနဲ့မြင်တာဒါရပါမလားဗျာမရဘူးကိုကြီးစူပလာပဲယူစူပလာနေရငါရတယ်ဗျာကျွန်တော်135 400ကြီးအောင်ဖူလိုက်မယ်ရောပါကြီးဒါကြီးလားပေါ်နေရတော့ကွာမစူပလာနဲ့ဝဲတော့အဲ့ဒါတက်တယ်နော်မဝဲသေးမယ်စူပလာ425 900တန်ဝယ်မယ်ဟိုဒီ900တန်ဝယ်မယ်ဆိုတော့ဒီတန်းဒီ200တန်ဟိုနားမှာရှိရဒီနီနာလာလေးပေါ်အဲ့ငုံကပါအိုးရှိုးကွာ85နဲ့ဒီလိုအကောင်သေးရနော်ဟုတ်တယ်နမတားလို့လေအဲ့လိုဒီဘေးကကွာစောကျင်လို့ဆိုတော့ကျွန်တော်ခဏပဲစောခိုင်းတယ်တန့်ချော်သွားပြီခုကတော့ကျွန်တော်စောရပဲဖြစ်ပါတယ်ကျွန်တော်မစောခိုင်းပါမဖုန်းကလည်းထစ်တယ်ကွာသူများလိုဖုန်းကောင်းသားကြီးတွေမဟုတ်ဘူးဟောရင်ဘာတော့92နဲ့ဒီကြီးလာခိုင်း50နဲ့တော့50ရိုးဒီရောပြီးသူက90နဲ့ကြီးနဲ့ဒီထိကြီးလာပါဟာဟိုဘအောင်ရပြောင်းတခါတည်းခုံလိုက်တာရှိုးလောင်ဟုတ်တယ်ဒီဘက်ကနေခုံလိုက်တာခုံရရဲ့လေပဲနင်းဒီဘက်ကွာရှော့စိတ်ပွားလို့ရတယ်အဲ့ဒါတွဲတက်တာကိုကြီးမသိလို့အဲ့ဒီတော့ဖုန်းမယ်နေရောဒီရောတော့အောင်လို့အင်းညမင်းမယ်လို့နေရောဘေးကကောင်ဆောကျင်လို့တဲ့သူ့ကြောင့်သေးတာများနေလို့ကျွန်တော်တိတ်မဆောခိုင်းသေးဘူးဒီကိုကြီးတင်တာပဲတပွဲလောက်ဟုတ်လားရှော့ကွာနေအောင်လို့မင်းဘာလို့
တိုးနေတယ်ခွန် ဒီကဒီ level 50နဲ့ကိုကျွန်တော်တို့ရတယ်ဘယ်ခန်းပြီ online နေကြီးရှိတယ် အခုဆောက် အာရှိုးလာငါလူဆဲမိတော့မယ်မလို့ကောင်းလေဆဲမိတော့မယ်ဗီဒီယို20မိနစ်ထမကြချင်း လောက်ဆိုအန် ငါတော့နံပါတ်ဘယ်လောက်ဝင်နေပြီလဲမသိဘူးနောက်ကြမှာတော့ ဘုကျွန်တော်ကဘုအန် ရှိုးကြီးရှိုးနေကွာတော့နံပါတ် ကျိုးနံပါတ်30လောက်လိုက်ဦးစံဒါတပွဲလောက်ဆုံးနေနော် ကျွန်တော်တော့နံပါတ်6ကနေတော့ ကိုယ်ကောက်ကပေးမှာတစ်စက် ကျွန်တော်နံပါတ်ကျွန်တော်တန်းအောင်ဝင်သေးဘူးကျွန်တော်လည်းရှိမှာများကြီးစိတ်တွေပါပြတ်အဲ့ကြော်ညာရောက်ဝင်မလာနဲ့ဒီနေရာရတော့ကျွန်တော် AC ပဲမျက်လုံးမိတ်ဘူး ပါဖို့တယ်နော် ဟာရောက်ဒီကောင်ကလဲနေရှိုးနေဘယ်ကောင်သက်သွားတော့ ရှိုးအောင်အေး 50နဲ့ပဲပြီးတော့မှဒီနေရာမှာသေးတာ3ခါလောက်ရှိ ဟုတ်ပါတယ် 50နဲ့ပဲပြီးဟောရောအဲ့ကောင်လူတန်းရမယ်ကွာဒီဥစ္စာကိုတစ်ချက်ကုန်တာအဲ့ဒါကိုဟိုဘယ်နေရာမှာဟိုနေရာမှာသေးသေးသွားတယ်စောက်ပေါ်အားတာလာခဲ့လိုက်ဝဘက်ပေးလိုက်ချမ်းပါအဘိပြန်လာခဲ့ကစောက်ကောင်း20မိနစ်တည်းမကြော်ဘဲနဲ့ဒီဗီဒီယိုနိုင်အောင်ဆော့မှာကြရုံးလာဒါဆိုရင်90နေတော့ကျွန်တော်နာမည်